Hello မင်္ဂလာပါဒီနေ့ကြွားကြလေးတစ်ခုရှိပါတယ်အမ်ပေါင်းစီလေးလုပ်မယ်ဟာဘာလဲဒါရောင်နီဟူရီဖြစ်ပါတယ်ကဲလာစားရောင်နီဟူရီလေးဖြစ်ပါတယ်ဒါလေးကတော့ခုလက်ရှိချိန်ကတော့မရောင်းတော့ဘူးเนาะနယူးယောက်ရောင်နီပွဲမှာတော့ရောင်းတာဒါမထရီစာမတ်တရထည့်ပလိုက်တာဖြစ်ပါတယ်နောက်တစ်ခုကဘာလေးဖြစ်မလဲဟိတ်ဝါဒါလေးကတော့အားလုံးသိပြီးသားတွေဖြစ်တဲ့ Theater 21ဖြစ်ပါတယ်ဒါပေမဲ့ကြွားချင်တာကတော့ဒါလေးပါကြွားချင်တာကတော့ဒါလေးပါနော်ကိုလင်းနဲ့မဖြစ်စားနဲ့လက်မထိုးပေးထားတဲ့ဟာလေးဖြစ်ပါတယ်အေးဒီအားလုံးသိရထိုင်ဒါလေးက exclusive ကျွန်တော်တို့ရဲ့သွေးကောင်းတွေရဲ့နာမည်တွေနဲ့အသက်လေးတွေထည့်ထားတယ်ဟိုဟာလေးဖြစ်တယ်ပါနော်ဒါလေးကတော့ကိုလင်းရဲ့ Theater 21ပြဇာ21 album တချင်း memory still လေးဖြစ်ပါတယ်ဒီဟာကိုကျွန်တော်တို့ကိုလင်းရဲ့ YouTube မှာလည်းတင်ထားပြီးဖြစ်ပါတယ် YouTube မှာနားထောင်လို့ရသလိုဒီအမတ်တရ exclusive item လေးတွေလိုချင်နေဆိုရင်တော့ကျွန်တော်စီမှာစင်ကာပူကညီကိုများမှာလို့ရပါသေးတယ်နောက်ပြီးတော့အထရာလေးပါပါတယ်โอเคဘာမှမဟုတ်တကယ်ဒါအကြွားပို့ကြွားခြင်းလို့သူများလေးအမောင်းစီလုံနေကြလာကိုကအခုမှရလို့အခုမှဒါလေးရလို့လာကြွားတာနော်โอเคညီကိုများဒါပါပဲကြွားတာပါတက်နော်ဒီ Theater 21 exclusive box လေးကိုစင်ကာပူကမှာခြင်းနေဆိုရင်ကျွန်တော်စီမှာမှာလို့ရပါတယ်ကျွန်တော်တို့နိုဝင်ဘာလဒုတိယအပတ်ထဲမှာရောက်ရှိအောင်ဆောင်ရွက်နေပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye